ဒီမိသားစုအိမ်ပြင်ကိုထွက်တိုင်းသူတို့ခါမှာ10 မီတာရှည်တဲ့ကြိုးကိုချီထားရပါတယ်အဲ့ဒါကတော့သူတို့ရဲ့အမေကကလေး2ယောက်ကိုပြင်ပလောကကြီးပျက်စီးသွားပြီလို့ပြောပြထားလို့ပါပဲတောအုပ်ကြီးထဲမှာအလွန်အန္တရာယ်များတဲ့မကောင်းဆိုးဝါးတွေပြည့်နေနေပါတယ်သူတို့တကားပြင်ပကိုခြေချလိုက်တာနဲ့ကြိုးတွေကိုခါမှာတင်းတင်းကြပ်ကြပ်ချီနှောင်ရပြီးကြိုးရဲ့အခြားတစ်ဖက်ကိုတော့အိမ်ရဲ့အုပ်မြင့်မှာခိုင်မြဲအောင်ချီထားရပါတယ်ဒါကသူတို့ရဲ့လုံခြုံရေးစည်းပဲဖြစ်ပါတယ်နေတိုင်းလိုမိခင်နဲ့သား2ယောက်ဟာလက်ပတ်ကြိုးချီထားတဲ့တိရစ္ဆာန်တွေလိုပဲကြိုးရဲ့အဆုံးသက်အထိရှောက်သွားပြီးအစားအစာအကျွမ်းကြံတွေကိုရှာဖွေရင်းအမြင့်တွေကိုတူးဖော်ကြပါတယ်ဘဝကခက်ခဲပေမဲ့သူတို့ရုန်းကန်ရှင်တန်နေရပါတယ်တနေ့မှာတော့3ယောက်သားအစာရှာဖို့ထွက်လာကြတယ်နိုအာကတစ်ပင်ပေါ်မှာငှက်ဥတစ်လုံးကိုတွေ့လိုက်တယ်သူအဲ့ဒီဥကိုလှမ်းယူဖို့လှုပ်လိုက်တဲ့အချိန်မှာပဲကျိုးကတင်းသွားပါတယ်စာလောင်မှုတိတ်ပြီးစိတ်တက်ကြနေတဲ့နိုအာရဲ့စိတ်ဆန္ဒတွေကပြင်းထန်လာပါတယ်သူခါကကျိုးကိုဖြုတ်ဖို့လုပ်နေတဲ့အချိန်မှာပဲသူ့အကူဆမ်မြူရဲကလေဘင်းမှာချိတ်ထားတဲ့အရေးပေါ်ခရာကိုချက်ချင်းမှုတ်လိုက်ပြီးသူ့ကိုတားလိုက်ပါတယ်ဆမ်မြူရဲရဲ့အတင်းကျပ်တားဆီးမှုကြောင့်နိုအာဟာသွားကိုကျိတ်ပြီးလက်မြောက်ပေးလိုက်ရပါတယ်ဒါပေမဲ့သူတို့ကျိုးတွေကိုတိမ်ပြီးပြန်လာတဲ့အချိန်မှာတော့နိုအာကသူ့ရှိကရှောက်သွားနေတဲ့ဆမ်မြူရဲစီကနေကဲရဲ့လှောင်ပြောင်းတဲ့အတန်နဲ့အမေကငါ့ကိုပိုချစ်တာလို့ပြောလိုက်တန်ကိုကြားလိုက်ရပါတယ်သူဘာပြောလိုက်လဲဆိုတာကိုသိချင်လို့မေးလိုက်ပေမဲ့ဆမ်မြူရဲကတော့ဘာမှမပြောခဲ့တယ်လို့နဲ့မျက်နှာကိုဘာမှမလုပ်ပဲလှည့်ကြည့်နေပါတယ်နိုအာကသူ့အကူကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်တယ်သူကဆမ်မြူရဲရဲ့မြေကြီးပေါ်မှာဆွဲငင်နေတဲ့ကြိုးကိုပြင်းပြင်းထန်ထန်မြင်လိုက်တယ်ဘာမှမသိလိုက်တဲ့ဆမ်မြူရဲကတော့ချက်ချင်းပဲဟန်ချက်ပြတ်သွားပါတယ်ပိုဆိုးတာကအဲ့ဒီအပြင်းနဲ့နင်းမှုကြောင့်သူ့ခါမှာချီထားတဲ့ကြိုးကပြတ်ထွက်သွားပြီးသူကတောင်ဆောင်ကနေအောက်ခြေထိလူးလိမ့်ကျသွားပါတော့တယ်သူ့ခြေထောက်ကလည်းကျိုးသွားပါတယ်ထိတ်လန့်သွားတဲ့နိုအာကသူ့ခရာကိုတုံတုံရင်ရင်နဲ့မှုတ်ပြီးအကူကြီးတောင်းတယ်ပြီးတော့သူ့ကိုယ်သူကြိုးကနေဖြုတ်ပြီးဆမ်မြူရဲကိုကြည့်ဖို့ပြေးသွားပါတယ်အဲ့ဒီအချိန်မှာပဲထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာပါတယ်ကျိုးရဲ့အကာအကွယ်မရှိတော့တဲ့ဆမ်မြူရဲဟာသူ့ပတ်ဝန်းကျင်ကတစ်ချောက်တွေစီကနေထွက်ပေါ်လာတဲ့ကြောက်မဖွယ်ရာအတန်တိုးတိုးလေးကိုကြားလိုက်ရပါတယ်ရုပ်ဆိုးကြီးတန်တဲ့အဖွားကိုတယောက်ဟာခြုံပုတ်ထဲကနေရုတ်တရက်ထွက်လာပြီးဆမ်မြူရဲစီကိုအမြန်ဆုံးသွားချင်းကပ်လာပါတယ်လီဆာကခရာတန်ကိုကြားပြီးယူသွနေတဲ့မိန်းမတယောက်လိုအပြေးလာပါတယ်ဒါပေမဲ့ကလေးတွေနဲ့နီးတဲ့နေရာကိုရောက်ခါနီးမှာပဲသူမရဲ့ကြိုးကအဆုံးကိုရောက်သွားပါတယ်မကောင်းဆိုးဝါးကကလေးတွေကိုထိခိုက်ဖို့နီးကပ်နေပါပြီအဲ့ဒီအရေးကြီးတဲ့အချိန်ခိုက်တက်မှာလီဆာကမတွန့်ဆုတ်ပါဘူးသူမရဲ့ကြိုးကိုဖြုတ်ပြီးမကောင်းဆိုးဝါးမထိခိုက်နိုင်ခင်မှာပဲကလေး2ယောက်ကိုတောင်ဆောင်ပေါ်ကိုဆွဲတင်ပြီးကြိုးတွေကိုပြန်ချီပေးလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါလီဆာကဆမ်မြူရဲရဲ့ကြိုးနေတဲ့ခြေထောက်ကိုအရင်မကူးတာပါဘူးအဲ့ဒီအစာအကျဉ်းသားကိုစစ်ဆေးမင်းမြန်းနေတဲ့စစ်ဆေးသူတယောက်လိုမျိုးသား2ယောက်လုံးရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ပြီးကျမ်းပြင်မှာရေးဆွဲထားတဲ့တင်ကေတာတွေကိုလက်နဲ့ထိခိုင်းပြီးဆူတောင်းစာတွေကိုထက်ခါတလဲလဲရွတ်ခိုင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့မကောင်းဆိုးဝါးဆိုတာဘယ်တော့မှကောင်းချီးစကားကိုမပြောနိုင်ဘူးပါ။ကလေး2ယောက်လုံးမကောင်းဆိုးဝါးမကူးကတ်ထားတာကိုအတီးပြုပြီးတဲ့နောက်မှာလီဆာကတက်ပြင်းချနိုင်ပါတော့တယ်။သူမကနိုအာကိုအမားပြင်ဆင်ပြီးတရားမှတ်ဖို့အတွက်အမောက်ထုတဲ့မြေအောက်ခန်းထဲမှာတောက်ခတ်ထားလိုက်ပါတယ်။အိမ်ရဲ့မြေအောက်ခန်းကိုအချစ်နဲ့မျောလင်းချက်တွေနဲ့ဖြည့်ထားရင်မကောင်းဆိုးဝါးတွေကိုမောင်းထုတ်နိုင်မယ်လို့သူမကအခိုင်အမာယုံကြည်ထားပါတယ်။ဒါပေမဲ့တပုံစိတ်ရှိတဲ့နိုအာကတော့သူ့အမေပြောတာကိုလုံးဝမယုံကြည်ပါဘူး။ကျိုးတွေမရှိရင်လည်းဘာအန္တရာယ်မှဖြစ်မလာဘူးလို့သူကယုံကြည်နေပါတယ်။အန္တရာယ်ဆိုတာသူ့အမေစိတ်ကူးထဲမှာပဲရှိတယ်လို့သူကယူဆပါတယ်။အပြင်မှာလှည့်ကင်းလှည့်နေတော့လီဆာကလူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့သူမရဲ့ခင်မွန်းချက်ပါ။ဒါပေမဲ့သူ့ကိုမြင်လိုက်တဲ့အချိန်မှာသူမရဲ့မျက်နှာမှာဝမ်းသာတဲ့အရေးအယောင်လုံးဝမရှိပါဘူး။သူမလှည့်ထွက်သွားပြီးနောက်ကိုလှည့်မကြည့်ပဲတကားကိုပိတ်လိုက်ပါတယ်။ချက်ခါလွန်ခဲ့တဲ့လအနည်းငယ်ကလေးကတိတ်ဆုံးသွားခဲ့တာပါ။သူမရှိမှရက်နေတာကတော့သူ့ကိုလှည့်စားဖို့ခန္ဓာကိုယ်ကိုအယုတ်လိုကစားနေတဲ့မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်ပါတယ်။စောင်းရသည်နီးကပ်လာတာနဲ့အမျှသူတို့ရဲ့အစားအစာတွေလည်းကုန်ခန်းသွားပါတော့တယ်။အသက်ရှင်တန်ဖို့အတွက်လီဆာကကလေးတွေရဲ့ကြိုးကိုယူပြီးသူမရဲ့ကြိုးနဲ့ဆက်လိုက်ကတောအုပ်ထဲကိုပုံမနှက်ဆိုင်စွာထိုးဖောက်ဝင်ရောက်ပြီးကန်ဆန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမအပြင်ကိုငေးကြည့်လိုက်တဲ့အချိန်မှာပဲကြက်တီးထစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဝေးလံတဲ့နေရာကတစ်ပင်တပင်အောက်မှာကြီးကန်းတအုပ်ကတစုံတရာကိုအသေးအတန်စိတ်ဖက်စားတောက်နေကြပါတယ်။သူမနီးနီးကက်ကက်ကြည့်လိုက်တဲ့အခါအဲ့ဒါကသူမရဲ့သားငယ်နိုအာရဲ့အလောင်းဖြစ်နေပြီးသူ့မျက်နှာတစ်ချမ်းကလည်းစားခံထားရပြီးသားပါလီဆာကအလွန်ကြောက်လန့်သွားပါတယ်ဒါပေမဲ့သူမမျက်တောင်ခတ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအမြင်အာရုံတွေပျောက်ကွယ်သွားပါတယ်အဲ့ဒီနေရာမှာတစ်ပင်ပေါ်မှာနားနေတဲ့တာမန်ကြီးကန်းတစ်ကောင်ပဲရှိပါတယ်စိတ်ယောဂအခြေအနေဆိုးရွားလာပြီးထိတ်လန့်တကြားနဲ့လီဆာထွက်ပြေးရပါတော့တယ်အမဲလိုက်လို့ဘာမှမရတဲ့အတွက်သူမလုံနိုင်တာကတော့ဓာတ်နဲ့တစ်ခေါက်တွေကိုချစ်ပြီးအိမ်ကိုယူသွားဖို့ပါပဲသူတို့မှရှိတဲ့နောက်ဆုံးကြံနေတဲ့စီဆက်လေးနဲ့အဲ့ဒါကိုကြော်စားရပါတယ်ကလေးတွေကတော့ဘာမှမပြောကြပါဘူးသူတို့ကတစ်ခေါက်တွေကိုအတင်းမျိုးချရင်လေချောင်းထဲမှာပူဆက်ပူလောင်ခံစားရပြီးဝမ်းမသွားနိုင်တဲ့ဒုက္ခကိုခံစားနေရပါတယ်။တစ်ခေါက်တွေကုန်သွားတဲ့အခါမှာတော့အနက်ဘေးကလူသားတို့ရဲ့အုံဆုံးဘက်ကိုထုတ်ဖော်ပြသလာပါတော့တယ်။လီဆာကအိမ်မှာရှိတဲ့မိသားစုအိမ်မွေးခွေးကိုကြည့်လိုက်ပါတယ်။အဲ့ဒီခွေးကတော့တောအုပ်ထဲမှာကျိုးမလို့ပဲလွတ်လပ်စွာပြေးလွှားနိုင်တဲ့တူးလေးတော့အိမ်သားပါ။ကလေးတွေကိုအဆင်ပြေအောင်ဆိုပြီးသူမကအရင်ဆုံးနှစ်ပေါင်းများစွာတင်ထားတဲ့တမိုးကြီးကင်မရာအဟောင်းကိုထုတ်ပြီးမိသားစုတပ်ပုံရိုက်ဖို့လုပ်ပါတယ်။ကောင်းတဲ့အချိန်တွေကိုမှတ်တမ်းတင်ကျင်တယ်လို့သူမကပြောပါတယ်ငါတို့ခွေးကိုအသားအတွက်တက်ရမယ်လို့ပြောလိုက်တဲ့စကားကနိုအာကိုမိုးချိုးပစ်တယ်လို့ခံစားရစေပါတယ်အဲ့ဒီခွေးကသူ့အရွယ်ရောက်လာတဲ့အထိတီးခဲ့သမျှတူးလေးတော့နှစ်သိမ့်မှုပါဒီအိမ်ကြီးထဲမှာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအားကိုးရာတစ်ခုလေးတော့အရာပါနိုအာကခွေးကိုအသေးတန်ဖတ်ထားပြီးခေါင်းကိုခါရမ်းနေပါတယ်ဒါပေမဲ့ငတ်မှုကလီဆာရဲ့မျက်လုံးတွေကိုတွေးအောင်နှမ်းသွားစေပါတယ်ရက်ဆက်တဲ့အာနာရှင်တယောက်လိုမျိုးသူမကနိုအာရဲ့လက်ထဲကခွေးကိုဆွဲယူပြီးအနီးကကရိယာထားတဲ့တဲတဲကိုဆွဲခေါ်သွားပါတယ်
လီဆာကတုံရင်နေတဲ့လက်တွေနဲ့လေးကိုကင်ပြီးအပြစ်မဲ့တဲ့တရိတ်ဆန်ကိုဖြစ်ဖို့လုပ်နေတဲ့အချိန်မှာပဲတကားအပြင်ဘက်ကနေခြေတံပြင်းပြင်းတွေရုတ်တရက်ကြားလိုက်ရပါတယ်။သူမလက်ကြည့်လိုက်တဲ့အခါနိုအာကလက်ထဲမှာတောက်ပနေတဲ့ဓမ္မကြီးကိုကင်ပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်ထိသူကဒေါသနဲ့သူ့အမေပေါ်အမြင့်တွယ်နေတဲ့မယုံကြည်မှုတွေနဲ့လုံးဝစားသုံးခံထားရပြီးသားပါ။ဒေါသကြီးအော်ဟစ်ရင်းနဲ့နိုအာကဓာတ်ကိုအောက်ကိုချပြီးလီဆာရဲ့ခါမှာခြိထားတဲ့ကြိုးကိုခုတ်ဖြတ်လိုက်ပါတယ်။ပြီးတော့သူကတဲတကားကိုအပြင်ကနေတောက်ခတ်လိုက်ပြီးသူ့အမေကိုမကောင်းဆိုးဝါးတွေနဲ့ပြင်းနေနေတဲ့ပြင်ပလောကကြီးထဲမှာပိတ်လောင်လိုက်ပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့လီဆာကတကားကိုထုရိုက်ပြီးသူ့သားကိုတကားဖွင့်ပေးဖို့တောင်းပန်နေပါတယ်။ဒါပေမဲ့နိုအာကတော့အေးဆက်ဆက်နဲ့မလုံမရှက်ရက်နေပါတယ်။ဆမ်မြူရယ်ကစူညံတန်ကိုကြားပြီးအပြေးလာပါတယ်။အဲ့ဒီမြင်ကွင်းကသူ့ကိုထိတ်လန့်သွားစေပါတယ်။သူနိုအာရဲ့လက်ထဲကတော့ကိုလူယူဖို့ကြိုးစားပြီးညီကိုနှစ်ယောက်ရှုံထဲမှာလုံထွေးပြီးလိုက်လံနှပန်းလုံးကြပါတော့တယ်။နိုအာရဲ့လက်ထဲကတော့ကိုလူယူဖို့ရုန်းကန်ရင်းနဲ့ညီကိုနှစ်ယောက်ရှုံထဲမှာလုံထွေးတက်ပုံမိကြတယ်။ကရိယာတိတ်နေတဲ့ထဲမှာလီဆာဟာထောင်ချင်းနဲ့ရောက်သွားတယ်။သူမရဲ့နားထဲမှာအယိုးထိအောင်အေးဆက်တဲ့တူတူလေးပြောတန်တန်ကြားလိုက်ရတယ်။အမြဲတမ်းပုံစံပြောင်းနေတဲ့နတ်ဆိုးတစ်ကောင်ဟာသူမရဲ့နောက်ကျောမှာရောက်နေတယ်။သူဟာသူမရဲ့ကြောက်ရွံ့မှုကိုအငတ်မရရှုရှိုက်နေပြီးသူမကိုရက်ဆက်စွာနဲ့လောင်ပြောင်းနေတယ်။ငါမင်းရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်မဲ့ပြီးရင်မင်းရဲ့အဖိုးတန်သားနှစ်ယောက်ကိုမင်းရဲ့လက်နဲ့တင်အပိုင်းပိုင်းဖြစ်အောင်ဆွဲဖျက်ပစ်ခိုင်းမယ်အပြင်မှာတပ်ပုတ်နေတဲ့ကလေးနှစ်ယောက်ကိုထိခိုက်မိမှဆိုလို့သူမဟာထင်းချုံမှုကိုလက်လွတ်မခံအောင်စူးစမ်းနေတယ်။လီဆာဟာတစ်စက္ကန့်လေးတောင်မတွန့်ဆုတ်ဘူး။သူမဟာမြေပြင်ပေါ်ကဖန်ခွဲဆက်တစ်ခုကိုကောက်လိုက်တယ်။ဆင်မြူရဲဟာသူ့အကိုကိုအနိုင်ယူပြီးတကားကိုအလောတကြီးဖွင့်လိုက်တဲ့အချိန်မှာတော့လီဆာဟာသွေးအိုင်ထဲမှာလဲကျနေပြီးအသက်မရှိတော့ဘူး။ဖြစ်ပျက်သမျှကိုလက်မခံနိုင်တဲ့ဆင်မြူရဲဟာမိခင်ရဲ့ရုပ်လောင်းပေးမှလဲကျပြီးအတန်ထွက်ကငိုကြွေးနေတယ်။သူဟာမိခင်ရဲ့လုပ်ရတိုင်းပဲမိခင်ရဲ့ရုပ်လောင်းမှာကျိုးကိုပြန်ချီပေးနေပြီးသူမကိုပြန်ရှင်းလာစေဖို့ဖျားသခင်ကိုငိုယိုဆုတောင်းနေတယ်။နိုအာဟာလုံးဝကြက်တည်တည်သွားတယ်။တုံလုံးချောက်ချမှုနဲ့အလွန်မင်းကြောက်လန့်နေတဲ့ကြားထဲမှာပဲသူခုနကခါမှချီထားတဲ့ကျိုးကိုပြန်ပြီးချီလိုက်တယ်။သူတို့ရဲ့မိခင်မရှိတော့ပေမဲ့ဘဝကိုရှေ့ဆက်ရအောင်ပါပဲ။သူမရဲ့အကာအကွယ်မရှိတော့တဲ့နောက်မှာညီကိုနှစ်ယောက်ဟာအေးခံရေနှဲငယ်နဲ့ပဲအသက်ဆက်နေရတယ်။ဝမ်းနဲ့ပူဆွေးမှုတွေနဲ့ဝမ်းပိုက်ယောဂတွေကြောင့်အဖျားတက်လာပြီးတေကာနီးအခြေအနေကိုရောက်နေတယ်။သူ့အကိုဖြစ်သူတေမတက်ဖြစ်နေတာကိုကြည့်ပြီးနိုအာဟာနောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူဟာသူတို့ရဲ့မိခင်ချမှတ်ခဲ့တဲ့စီးမြင်တွေကိုချိုးဖောက်ဖို့ဆုံးဖြတ်လိုက်တယ်။သူအမှန်တရားကိုရှာဖွေရမယ်။သူဟာကျိုးသုံးချောင်းစလုံးကိုဆက်ပြီးတောအုပ်ထဲကိုအလောတကြီးပြေးသွားတယ်။အချိန်တော်ကြာပြေးပြီးနောက်မှာတော့ကျိုးကအဆုံးသက်တော့မဲ့အချိန်မှာပဲနိုအာဟာရက်တန့်သွားတယ်။သူ့ရှေ့မှာချောမွေ့တဲ့ကတ္တရာလမ်းကြီးရှိနေတယ်။သူကမြေပြင်ပေါ်ကိုလက်နဲ့ဆန်းကြည့်လိုက်တော့အနှဲငယ်တုန်ခါနေတာကိုခံစားရတယ်။လေတိုက်လို့အရွက်တွေတရားရဖြစ်နေတာကလွဲရင်လမ်းပေါ်မှာဘာမှမရှိဘူး။ကျိုးကနောက်ထပ်တလန်းတောင်ရှေ့မတိုးနိုင်တော့ဘူး။သူနောက်ပြန်လှည့်ဖို့ပဲတက်နိုင်တော့တယ်။ဒါပေမဲ့ကန်တရားဆိုတာစိတ်ပျက်စရာအကောင်းဆုံးအချိန်တွေမှာစတင်ပြောင်းလဲတတ်တာမျိုးပါ။နိုအာတဲအိမ်ကိုရောက်ခါနီးမှာပဲနောက်ကနေလူတစ်ယောက်ရဲ့အတန်ရုတ်တရက်ထွက်ပေါ်လာတယ်။နိုအာလှည့်ကြည့်လိုက်တယ်။အဲ့ဒီမှာတောင်တက်အင်ကြီးဝတ်ထားတဲ့အလဲလက်ရွယ်လူတစ်ယောက်ဟာသူ့ကိုကျင်နာတဲ့အမူအရာနဲ့ကြည့်နေတယ်။အဲ့ဒီလူဟာအန်တီလို့သူ့ကိုသူမိတ်ဆက်ပြီးအဲ့ဒီနေရာမှာတောင်တက်နေတဲ့သူတစ်ယောက်ဖြစ်ကြောင်းပြောတယ်။သူဟာအကူကြီးတောင်းတန်ကိုကြားလို့လိုက်လာတာလို့ပြောတယ်။သူဟာနိုအာရဲ့ပိန်နေတဲ့ကိုခန္ဓာကိုကြည့်ပြီးသူ့မှာအစားအစာတွေအများကြီးပါလာကြောင်းဝမ်းသာအားရနဲ့သူ့ရဲ့ကြောပိုးအိတ်ကိုပုတ်ပြတယ်။အဲ့ဒီစကားတွေဟာကောင်းကင်ကဂီတတန်လိုပဲနားထောင်လို့ကောင်းလို့နေတယ်။နိုအာရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေချက်ချင်းဝဲလာတယ်။ဒါပေမဲ့သူအကူကြီးမတောင်းခင်မှာပဲဆင်မြူရဲဟာတဲအိမ်ရဲ့တကားဝမှာပေါ်လာတယ်။လက်ထဲမှာမြားလေးကိုကင်ထားပြီးမျက်လုံးတွေကအေးဆက်တည်ကြည်နေတယ်။သူ့ရဲ့အုံနောက်ထဲမှာတော့ဒီကဘာပေါ်မှာလူတွေမရှိတော့ဘူးလို့ယုံကြည်ထားတာပါ။အစားအစာလာကန်းတဲ့ဒီလူစိမ်းဟာနတ်ဆိုးတကောင်ရဲ့အထင်းကိုထဲမှာရှိနေတဲ့အယုတ်တစ်ခုပဲလို့သူထင်လိုက်တယ်။သူဟာအန်ဒီရဲ့ဘေးကိုချိန်ရွယ်ပြီးများကိုပြစ်လွတ်လိုက်တယ်။အပြစ်မဲ့တဲ့အဲ့ဒီလူဟာနာကျင်စွာအော်ဟစ်လိုက်တယ်။အန်ဒီဟာဒဏ်ရာကိုဖိကင်ပြီးတောအုပ်ထဲကိုရိုင်းနဲ့ထွက်ပြေးသွားတယ်။နိုအာဟာဒေါသထွက်သွားတယ်။သူနတ်ဆိုးတွေအကြောင်းဘာမှဂရုမစိုက်တော့ဘူး။အသက်ရှင်ဖို့အတွက်သူဟာစာလောင်နေတဲ့ဝန်ပလွေတကောင်လိုပဲအန်ဒီရဲ့တွေးဆက်တွေကိုလိုက်ရှာတော့တယ်။နောက်ဆုံးတော့တစ်ပင်ကြီးတစ်ပင်အောက်မှာအန်ဒီဟာအသက်လူရှူနေရင်ဖုန်းနဲ့အကူအညီတောင်းနေတာကိုနိုအာတွေ့လိုက်ရတယ်။နိုအာသူ့ကိုမကယ်ခဲ့ဘူး။သူဟာကြောပိုးအိတ်ကိုရက်ဆက်စွာလူယူပြီးထွက်သွားလိုက်တယ်။အဲ့ဒီအပြစ်မဲ့တဲ့လူကိုတောအုပ်ထဲမှာတယောက်တည်းတွေးထွက်လွန်ပြီးတေဆုံးသွားအောင်ထားခဲ့တယ်။နိုအာဟာအသားဘူးတစ်ခုကိုဖောက်ပြီးစားလိုက်တယ်။သူကဆင်မြူရဲကိုလည်းလာစားဖို့ခေါ်ပေမဲ့ဆင်မြူရဲကတော့သူ့မိခင်ရဲ့တင်ကြားချက်တွေကိုခေါင်းမာစွာနဲ့ပဲတင်းခံနေတယ်။သူဟာနိုအာကိုသူတို့အမေကိုတတ်တယ်လို့ဆွဆွဲပြီးနတ်ဆိုးရဲ့အစားအစာကိုစားရတာထက်စားလောင်ပြီးတေးရတာကပိုကောင်းတယ်လို့ပြောတယ်။ဒါပေမဲ့ခေါင်းမာမှုဆိုတာခန္ဓာကိုယ်ရဲ့ကန့်သက်ချက်ရှိမှတော့ပြိုလဲသွားရစမြဲပါပဲ။ညတကောင်ရံမှာစားလောင်မှုကြောင့်အယူမှုဖြစ်နေတဲ့ဆင်မြူရဲဟာနောက်ဆုံးတော့အရှုံးပေးလိုက်ရတယ်။သူဟာအိပ်ရာတွေကထားပြီးကြက်ရှိတဲ့အစားအစာတွေကိုအကုန်လုံးစားပစ်လိုက်တယ်။ကြောပိုးအိတ်ကိုရမ်းရင်းနဲ့ဆင်မြူရဲဟာပတ်စံအိတ်တစ်ခုကိုဆွဲထုတ်လိုက်တယ်။အထဲမှာအန်ဒီနဲ့ကလေးမလေးတယောက်ရဲ့ဓာတ်ပုံရှိနေတယ်။ပြီးတော့အယောင်မျိုးမျိုးပြောင်းနိုင်တဲ့တက်မတော်သုံးလက်နှိပ်ဓမီတစ်ခုကိုသူတွေ့ရှိသွားတယ်။လူယဉ်ကျေးမှုရဲ့ပစ္စည်းတွေဖြစ်မှန်းသိသွားတဲ့အခါဆင်မြူရဲရဲ့ခိုင်မြဲနေတဲ့ယုံကြည်ချက်ဟာပထမဆုံးအကြိမ်ဖြစ်အကွဲသွားတယ်။အပြင်မှာဓမီနဲ့စောင့်ကြည့်နေစင်မှာပဲတန်တရားတွေဝင်လာတယ်။ဆင်မြူရဲဟာသူတို့အမေမြုပ်ထားတဲ့ကရိယာသိန်းတဲ့တဲမှာတစုံတစ်ယောက်လှုပ်ရှားနေတာကိုရုတ်တရက်သတိထားမိသွားတယ်။သူဟာကျိုးကိုအလောတကြီးချီပြီးစုံစမ်းဖို့သွားတယ်။သူတကားကိုတွန်းဖွင့်လိုက်တဲ့အခါပုတ်ခါနေတဲ့အနံ့ဆိုးတွေထွက်လာတယ်။အထဲမှာသူ့အမေရဲ့ပုတ်တိုးနေတဲ့ရုပ်အလောင်းကလွှဲရင်ဘာမှမရှိဘူး။ဒါပေမဲ့သူ့လက်ပြန်မှာပဲကလေးတစ်ယောက်ရဲ့အတန်ကိုနောက်ကနေကြားလိုက်ရတယ်။ဆင်မြူရဲလှည့်ကြည့်လိုက်တယ်။ဓမီရောင်ကပန်းရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရဲ့မျက်နှာပေါ်ကိုကြားရောက်သွားတယ်။
သူမဝင်မရဲနဲ့ပဲမနေ့ကမွန်းလွဲပိုင်းမှာသူ့အဖေကကားထဲမှာစောင့်ခိုင်းခဲ့ပေမဲ့အဖေကပြန်မလာတော့ဘူးလို့ပြောပြတယ်။သူမဟာသွေးဆက်တွေကိုလိုက်ရှာရင်းဒီကိုရောက်လာတာဖြစ်တယ်။ဒီမိန်းကလေးကိုကြည့်ပြီးဓာတ်ပုံတွေကမျက်နှာကိုပြန်တွေးမိလိုက်တဲ့အခါဆင်မြူရဲဟာသူများနဲ့ပြစ်ခဲ့တဲ့အဲ့ဒီလူဟာနတ်ဆိုးမဟုတ်ကြောင်းတေချာပေါက်သိလိုက်ရတယ်။သူဟာအသက်ရှင်လျက်နဲ့အသက်ရှူနေတဲ့ဖခင်တစ်ယောက်ပါ။တစ်ချိန်တည်းမှာပဲအဲ့ဒီမိန်းကလေးဟာဆင်မြူရဲရဲ့လက်ထဲကတက်မတော်သုံးလက်နှိပ်တမီကိုမှတ်မိသွားတယ်။အဲ့ဒါသူမအဖေရဲ့ပစ္စည်းလေး။သူမဟာအထဲမှာရှိနေတဲ့ရုပ်လောင်းကိုကြောက်လန့်တကြားကြည့်လိုက်ပြီးမှတွေးတွေးပေနေတဲ့ဆင်မြူရဲကိုကြည့်လိုက်တယ်။သူမဟာအရာအလုံးကိုချက်ချင်းနားလည်သွားပြီးအော်ဟစ်ကမှောက်မိုက်နေတဲ့တောအုပ်ထဲကိုပြေးသွားတော့တယ်။အပြစ်ရှိတယ်လို့ခံစားရပြီးထိတ်လန့်နေတဲ့ဆင်မြူရဲဟာဘာမှမစင်စားပဲသူမနောက်ကိုလိုက်ပြေးသွားတယ်။ဒါပေမဲ့ကျိုးမှလည်းကန့်သက်ချက်ရှိပါတယ်။သူမကိုမိခါနီးမှပဲပိုက်ဆံကျိုးကတင်းပြီးပြတ်ထွက်သွားတယ်။အဲ့ဒီအချိန်မှာမိန်းကလေးရဲ့အရေးကအဝေးကိုပျောက်ကွယ်သွားတာကိုကြည့်ရင်အပြစ်ရှိစိတ်တွေဟာဆင်မြူရဲရဲ့ကြမ်းရှိနေတဲ့တတိကိုလုံးဝဖျက်ဆီးပစ်လိုက်တယ်။သူမကိုပြန်ခေါ်လာရမယ်။သူအရာရာကိုပြန်ပြင်ရမယ်။ဒီအသက်ရှင်နေတဲ့လူသားကိုလိုက်ဖို့အတွက်ဆင်မြူရဲရဲ့တုံရင်နေတဲ့လက်တွေဟာခါးမှာချီထားတဲ့ကျိုးကိုသူ့ဆန္ဒလျောက်ပဲဖြစ်လိုက်တယ်။သူလမ်းလျှောက်နေရင်တစ်ပင်ကြီးတစ်ပင်ကိုပတ်သွားလိုက်ရသူ့ရှိမှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူကြက်တေတေသွားခဲ့ပါတယ်။မိနစ်အနည်းငယ်ကပဲပြေးလွှားနေခဲ့တဲ့ကောင်မလေးဟာလေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲမှောင်မိုက်နေတဲ့နေရာမှာအကျေးခွန်တွေဖုံးလွှမ်းနေပြီးချွန်ထက်တဲ့လက်သေးတွေပါတဲ့ကြောက်စရာကောင်းတဲ့လက်တစ်ဖက်ဟာတစ်ပင်စီတစ်လျှောက်တိတ်တဆိတ်သွားနေပြီးအကာအကွယ်မဲ့နေတဲ့ဆမ်မြူရဲရဲ့နောက်ွယ်ကိုလင်းမြန်စွာပတ်လာခဲ့ပါတယ်။သူမတုံ့ပြန်နိုင်ခင်မှာပဲဆူဆူပြီးချွဲကြည့်နေတဲ့ရှာနှစ်ခွဟာငွေတကောင်လိုသူ့ဝေစားတွေထဲကိုတိုးဝင်လာပြီးသူ့ကြောရိုးတစ်လျှောက်မှာတွားကသူ့ပတ်ဆက်ထဲကိုအတင်းဝင်ရောက်လာခဲ့ပါတယ်။ဆမ်မြူရဲရဲ့မျက်လုံးအိမ်တွေပြဲသွားပြီးအသက်မဲ့သွားတဲ့ပြာရောင်တန်းနဲ့မျက်လုံးတွေဖြစ်ပြောင်းလဲသွားပါတယ်။နတ်ဆိုးကနောက်ဆုံးမှအနိုင်ရသွားပါပြီဇလန်းကပြတ်သွားပါတယ်နိုအာဟာအိမ်မက်ကနေလက်နိုးလာပါတယ်ဆမ်မြူရဲမရှိတော့ပါဘူးသူကမြ мян ဆန်ဆန်ကျိုးကိုချီပြီးအပြင်ကိုရှာဖို့ပြေးထွက်သွားပါတယ်သူဆမ်မြူရဲရဲ့ကျိုးကိုဆွဲလိုက်တဲ့အခါအလေးချိန်မရှိသလိုဖြစ်နေပါတယ်တစ်ဖက်မှာဘာမှမရှိတော့ပါဘူးနိုအာဟာတုံလုံးချောက်ချားစွာနဲ့မိအိမ်ကိုဝေယံပြီးခေါ်လိုက်ပါတယ်နောက်ဆုံးမှာသူတောအုပ်ထဲမှာစွန့်ပစ်ထားတဲ့ကားတစ်စီးကိုတွေးလိုက်ပါတယ်ပြီးတော့ဆမ်မြူရဲဟာတေလူမျောပါလူသေးကောင်လိုသူ့နောက်မှာပေါ်လာပြီးနိုအာရဲ့ကျိုးကိုဖျက်ပစ်လိုက်ပါတယ်ကြောက်လန့်တကြားနဲ့နိုအာဟာတဲစီကိုပြန်ပြေးပြီးအပေါ်ထက်မှာအတားအဆီးတွေလှုပ်ထားလိုက်ပါတယ်။ဒါပေမဲ့အန်နီယယ်ကမပြီးဆုံးသေးပါဘူး။နိုအာလုံခြုံပြီလို့ထင်လိုက်တဲ့အချိန်မှာပဲဆမ်မြူရဲကတစေတကောင်လိုပေါ်လာပြီးသူတို့အမေရဲ့အိပ်ယာပေါ်မှာဆက်ခနဲ့ထိုင်နေတာကိုရုတ်တရက်သတိပြုမိလိုက်ပါတယ်။ပိုပြီးကြောက်စရာကောင်းတာကဆမ်မြူရဲရဲ့ခေါင်းပေါ်ကအမိုးဟာဆွေးမြေ့ပြီးပျက်စီးနေတာကိုမြင်နေရပါတယ်။တခုခုတော့လုံးဝမှားယွင်းနေပြီဆိုတာသိလိုက်ရတဲ့နိုအာဟာဆမ်မြူရဲရဲ့ရေခဲလိုအေးဆက်နေတဲ့လက်ကိုတုပ်ဆိုင်စွာကင်လိုက်ပြီးသူတို့အမေတင်ပေးထားတဲ့အတိုင်းနတ်ဆိုးနေနဲ့ဆူတောင်းတွေကိုအတန်ကျကျနဲ့ရွတ်ဆိုပါတော့တယ်။စကလုံးတွေသူ့ပါဇက်ကထွက်လာတဲ့အခါမှာပဲနတ်ဆိုးဝင်နေတဲ့ဆမ်မြူရဲဟာအကြမ်းဖက်ပြီးတားရဲတကောင်လိုဟိန်းဟောက်လိုက်ပါတယ်။သူကဓမ္မတလက်ကိုကင်ပြီးနိုအာကိုအတင်းလိုက်ဖမ်းပါတော့တယ်။တွက်လက်တဲ့နိုအာဟာအသေးချာရှောင်တိန်ပြီးအခန်းထဲကနေလွတ်မြောက်နိုင်ခဲ့ပေမဲ့နတ်ဆိုးထိန်းချုပ်ထားတဲ့ဆမ်မြူရဲဟာတုံလို့စရာကောင်းတဲ့အသိဉာဏ်ရှိနေပါတယ်။သူကအလိုက်တင်လိုက်မဖမ်းပါဘူး။အဲ့ဒီအစားသူကအလေးချိန်များတဲ့အိယာကိုတကားဝမှာပိတ်ဆို့လိုက်ပါတယ်။ပြီးတော့အဆိုးဆုံးအချိန်ရောက်လာပါတယ်။နတ်ဆိုးဆမ်မြူရဲကထင်းတုံးတုံးကိုဆွဲထုတ်ပြီးအေးဆက်ဆက်အပြုံးနဲ့ကလာကာတွေကိုမိရှုလိုက်ပါတယ်။မိတောက်တွေဟာတဲတစ်ခုလုံးကိုလင်းမြန်စွာဝါမျိုးသွားပါတယ်။ထူထဲတဲ့မိခိုးတွေကကြမ်းကင်းအောက်ကနေတက်လာပါတယ်။ဆမ်မြူရဲကတော့အပြင်မှာလေးများကိုကင်ပြီးထိုင်ဆောင်နေပါတယ်။နိုအာထွက်ပြေးဖို့စူးစမ်းရင်လေးများတွေနဲ့အပြစ်ခံရမှာပါ။မိငရဲထဲမှာပိတ်မိနေတဲ့နိုအာဟာသူ့အမေဖြစ်သူလီဆာရဲ့ပုံရိပ်ကိုမိတောက်တွေကြားထဲကနေဖြည်းဖြည်းချင်းထွက်လာတာကိုမြင်လိုက်ရပါတယ်။နတ်ဆိုးကသူမရဲ့ပုံစံကိုယူထားပြီးသူ့ကိုနီးကပ်လာအောင်ဖျားရောက်မှုစူးစမ်းပါတယ်။ဒါပေမဲ့နိုအာဟာအခုတော့အပြည့်အဝနိုးကြားနေပါပြီ။ဒါဟာသူ့အမေမဟုတ်မှန်းသူလုံးဝတေချာပေါက်သိနေပါတယ်။မိနဲ့တေချင်းတရားရဲ့ဖိအားအောက်မှာနိုအာတစုံတစ်ခုကိုသတိရလိုက်ပါတယ်။သူ့အမေကအမြဲတမ်းအပြစ်ပေးဖို့သုံးလေးရှိတဲ့မြေအောက်ခန်းကိုသူသတိရလိုက်ပါတယ်။သူမကဒီနေရာဟာချစ်ချင်းမြတ်တာနဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နေရမယ်လို့တစ်ခါကပြောပူပါတယ်။ဒါဟာနတ်ဆိုးတွေအမုန်းဆုံးနေရာမြင့်မြတ်တဲ့နေရာတစ်ခုပါပဲ။အဲ့ဒီအချက်ကိုတွေးမိလိုက်တဲ့အခါနိုအာရဲ့မျက်လုံးတွေပိုပြီးကြည်လင်သွားပါတယ်။သူနတ်ဆိုးရဲ့အစွမ်းအောက်မှာကြားရောက်တရားဟန်ဆောင်ပြီးတလန်းချင်းစီမြေအောက်ခန်းစီကိုလှည့်ဖျားခေါ်ဆောင်သွားပါတယ်။နတ်ဆိုးမြေအောက်ခန်းထဲကိုမုန်းကြည့်လိုက်တဲ့အချိန်မှာပဲနိုအာဟာကြားတင်ငယ်လေးတစ်ကောင်လိုနောက်ကနေခုံအုပ်ပြီးနတ်ဆိုးကိုဖက်တွယ်လိုက်ပါတယ်။သူတို့နှစ်ယောက်လုံးမြေအောက်ခန်းရဲ့အနက်ဆိုင်ဆုံးထဲကိုပြုတ်ကျသွားပါတယ်။ပြုတ်ကျနေတဲ့အချိန်မှာနိုအာဟာသူ့ခန္ဓာကိုယ်မှာရှိသမျှအင်အားအကုန်သုံးပြီးဆူတောင်းစကားတွေကိုအော်ဟစ်လိုက်ပါတယ်။ဒီတောက်ပတဲ့အစွမ်းရဲ့တက်ရောက်မှုကြောင့်လူသားတွေရဲ့တန်ရှင်းစင်ကြယ်တဲ့စိတ်ခံစားမှုရဲ့တင်ကေတတစ်ခုအနေနဲ့နတ်ဆိုးဟာဆူဆူဝါဝါဟစ်လိုက်ပါတယ်။ဒါဟာအမေဖြစ်သူရဲ့အရေးပြားကိုဖောက်ထွက်ပြီးသူ့ရဲ့အစစ်အမှန်ပုံစံဖြစ်တဲ့ကြောက်စရာကောင်းတဲ့ငွေရုပ်တံကိုပေါ်ထွက်လာစေပါတယ်။ဒါပေမဲ့ချစ်ချင်းမေတ္တာနဲ့ယုံကြည်ခြင်းရဲ့စင်ကြယ်တဲ့အစွမ်းအောက်မှာနတ်ဆိုးရဲ့ခန္ဓာကိုယ်ဟာမှန်ကွဲတွေလိုကွဲကြပြီးလေထဲမှာပျောက်ကွယ်သွားပါတော့တယ်။အချိန်တွေကြာသွားပါတယ်။မနက်ခင်းနေအောင်ကြီးကမိခိုးငွေတွေကြားထဲကနေထိုးဖောက်ဝင်ရောက်လာပါတယ်။တဲဟာပြပုံအဖြစ်ပြောင်းလဲသွားပါပြီ။ပြီးခဲ့တဲ့ညကမီးလောင်ကျွမ်းမှုကြီးကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပါတယ်။ကယ်ဆယ်ရေးရဟတ်ယာဉ်ကပျက်စီးသွားတဲ့တဲနေရာမှာဆင်းသက်လိုက်ပါတယ်။သူတို့ဟာမြေအောက်ခန်းထဲကနေအသက်ရှင်ကျန်ရစ်နေတဲ့နိုအာကိုဆွဲထုတ်လိုက်ပါတယ်။အန်အောစရာကောင်းတာကသူ့အကိုဆန်မြူရဲကိုလည်းအပြင်ကအပျက်စီးတွေကြားထဲကနေကယ်တင်နိုင်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးစက္ကန့်မှာကင်မရာကဖြည်းဖြည်းချင်းတိုးဝင်သွားပါတယ်။ရဟတ်ယာဉ်ပေါ်မှာကယ်ဆယ်ရေးသမားတွေကနေရာမှာတွေ့ရှိတဲ့ပစ္စည်းတွေကိုစစ်ဆေးနေပါတယ်။ကင်မရာဟာဆန်မြူရဲကင်ထားတဲ့ကင်မရာဟောင်းပေါ်မှာရပ်တန့်သွားပါတယ်။ပိုလာရိုက်ဓာတ်ပုံတစ်ပုံထွက်လာပါတယ်။ဒါဟာမီးလောင်နေတုန်းကရိုက်ထားတဲ့ဓာတ်ပုံပါ။မီးလောင်နေတဲ့တဲအပြင်မှာထိုင်ရင်းဆန်မြူရဲကိုယ်တိုင်ရိုက်ထားတဲ့ဆယ်ဖီပုံပါ။
ဓာတ်ပုံထဲမှာဆမ်မြူရဲ့မျက်နှာဟာဘာခံစားချက်မှမရှိသလိုဖြစ်နေပြီးသူ့ပခုံးပေါ်မှာတော့ကြောက်စရာကောင်းတဲ့အနက်ရောင်အမွှေးတွေနဲ့ချွန်ထက်တဲ့လက်သေးတွေပါတဲ့နတ်ဆိုးလက်တစ်ဖက်တင်ထားတာကိုအရှင်းသားမြင်နေရပါတယ်။ဆိုလိုတာကတော့တောအုပ်ထဲကနေထွက်လာခဲ့ပေမဲ့နတ်ဆိုးဟာဆမ်မြူရဲ့ခန္ဓာကိုယ်ထဲမှာပဲရှိနေသေးပါ။သူတို့နဲ့အတူလူဖွဲ့စည်းတဲ့ကိုပါလာခဲ့ပါပြီ။အဲ့ဒီလိုနဲ့ရုပ်ရှင်စက်သိမ်းသွားပါတယ်။